Hello မင်္ဂလာပါမင်းတို့ရဲ့ဂျာကြီးပါခုလိုခစ်ကာလာမှာတက်ရှိကျမ်းမာကြစီကိုအစားစားရဂယူဆိုင်ပါတက်ရှိကျမ်းမာကိုကျွန်တော်ဆူတောင်းပေးပါတယ်အခုကျွန်တော်တို့ 1GW ကိုဒီနေ့တနင်္ဂနွေနေ့ဒုတိယအကြိမ်မြောက်ပေါ့ဗျာမနေ့တော့တရက်လာညက်ခဲ့တယ်ဒီနေ့တရက်လာညက်တယ်လာညက်တဲ့အချိန်မှာကျွန်တော်အခုတင်နန်းသူတင်နန်းသားညီကိုမောင်နှမတွေဘယ်လိုမျိုးစိတ်ခံစားချက်ရှိတယ်လဲအောက်လို့ထွက်ရတာပြောသလားမေးချင်ပါတယ်လိုက်ကြည့်ပါဘယ်လောက်ကြာလဲခုနကဒီလားကုန်ဆို9လပြည့်ပြီခင်ဗျာ9လပြည့်ပါနော်ဒီတင်နန်းတက်ရတဲ့အပေါ်မှာရောဘယ်လိုမျိုးစိတ်ခံစားချက်ရှိလဲသင်ကြားတဲ့အပိုင်းမှာရောအောက်လို့ထွက်ရတဲ့အပေါ်မှာရောသင်ကြားတဲ့အပိုင်းမှာရှိပြပါရဲ့ဂျာကြီးဟိုအထက်ပို့ရတာဖြစ်ပါတော့သင်ပြပါရဲ့ဟုတ်ဒါကတော့ပြောမှဆိုလို့ရှိရင်နောင်ချုံမျိုးကနေလာတက်တဲ့တိုင်းရင်းသားလေးပေါ့ဗျာအခုခေတ်ကာလတွေဘယ်လောက်ပဲဘာတွေပဲဖြစ်နေပါသည်ကိုပြစ်ချင်တဲ့စံနာကိုအကောင့်တွေပေါ်နေတဲ့လူငယ်လေးတယောက်ပေါ့။ညာကောင်းကြီးโอเคပါခင်ဗျာမင်္ဂလာပါမင်္ဂလာပါဒီနေ့လာပြီးတင်တက်တာလည်းကျွန်တော် ARD တိုင်းငပူတော့မြို့နယ်စီလောင်ရွာပါဟင်းဒါ ARD တိုင်းသားလေးပေါ့ ARD တိုင်းသားလေးကအထက်မြန်မာပြည်ကမိုင်းလေးမြို့မှာတင်လန်းလာတက်တာဖြစ်ပါဒီတင်သားရဲ့အပေါ်မှာအဲ့မှာဆန္ဒကြည့်ဘယ်လိုခံစားရလဲဆိုတော့ဟိုပါပေါ့ဒီတင်တန်းကတကယ်ဘယ်လိုပြောရမလဲအတားချက်ကမြင်တဲ့အတိုင်းပါပဲအောက်တော့ကတော့ထွက်ရတယ်ဟိုဘယ်လိုပြောရမလဲစာတွေ့ပိုင်းထက်ဟိုတကယ်တမ်းကျတော့လက်တွေ့ပိုင်းကပို့ပြီးတော့ဟိုဖြစ်တာပေါ့နော်လက်တွေ့ပိုင်းညညှက်နိုင်မှဟိုအတွက်ပို့ပြီးတော့ဟိုရမှာလေနော်လက်စရမှဟိုဖြစ်မှာစာတွေ့ပိုင်းဘယ်လောက်ထိတော့တကယ်တမ်းကျတော့လက်တွေ့ပိုင်းညညရမှအဆင်ပြေပါလက်တွေ့ပိုင်းညညဒီအောက်လို့တွေထွက်ရတဲ့ပုံမှာတော့ပြောသလားပြောပါတယ်လက်တွေ့ပြောင်းလို့နာနာမော်လူကပါကချင်ပြည်နယ်ကကချင်ပြည်နယ်မော်လူမျိုးကနေပြီးတော့ကိုရီမန်းထားတဲ့အိမ်မက်ကလေးကိုအကောင့်ထဲပုံကိုမန်းလေးလိုနေရာမျိုးမှာလာတာပြီးရုံးမဲ့လို့ရှိရင်အဝေးကြီးဗျာဟိုမော်လူမျိုးကနေဒီထိလာရထားတဲ့တန်ကားတဲ့တန်လမ်းမှာဆိုလည်းအခက်ခဲအများကြီးနဲ့လာခဲ့ရတာလမ်းမှာ6ညအိတ်ခဲ့ရတယ်လမ်းမှာကဲ6ညအိတ်ခဲ့ရတယ်ဒီလိုလာတဲ့အပေါ်မှာကိုယ့်ရဲ့အိမ်မက်ကလေးကိုအကောင့်ထဲပေါ်ဖို့ပထမခြေလမ်းအစမှာခံစားချက်လေးပဲပြပါခံစားချက်ကပြောပါတယ်အဲ့လိုပဲကိုတော်ထားတဲ့တပင်းနဲ့တင်တန်းလာတဲ့ကိုကြာကြီးကဟိုဂျင်းထဲတာတဲ့သေးထိုးတာတဲ့အဲ့လိုပြောတာဟုတ်တယ်လားစီတို့တာဒါပြောသဘောနဲ့လေကိုချင်းချင်းပဲဟိုဆရာပဲလို့မောင်မဝိဇ္ဇာချင်းကိုခင်းလို့စီထိုးတာပဲရှိတယ်အခုအောက်လို့ထွက်ရတဲ့ပုံမှာရောသိခံစားမှုကပြောတယ်တော့ကျွန်တော်ညီညီမတွေကိုချစ်လို့ခင်လို့အဖက်ကလေးတော့သိချင်းခံပြီးတော့ကြည့်ပြီးကြပါချစ်တဲ့မျက်စိလေးနဲ့ကြည့်ပြီးကြပါ17လပိုင်း24ရက်နေ့မှာတင်နန်းတန်ခွဲအသစ်တတုတ်ပြန်စားတော့မှာပါကျွန်တော်ကိုရာကြီးပါကျွန်တော်ရဲ့ဖုန်းနံပါတ်လေးလည်းတင်ပေးထားပါတယ်တင်နန်းကိစ္စနဲ့ပတ်သက်လို့အသေးစိတ်ကစမေးမြန်းလို့ရဆိုရင်ကျွန်တော်ဖုန်းဆက်ပြီးမေးလို့လည်းရပါတယ်ချက်ပေါက်ကနေမေးလို့လည်းရပါတယ်အားလုံးကိုလေးစားချစ်ခင်ကျေးဇူးတင်ပါတယ်ခင်ဗျာ